2025-26 ရာသီပရီးမီယာလိရဲ့အလုံးမဖြစ်ဆုံးခေါ်ယူမှုများဒီရာသီပရီးမီယာလိကစားသမားပြောင်းရွှေ့စည်းအလုံးမြင့်မားခဲ့တဲ့ရာသီတစ်ခုဖြစ်ပြီးပရီးမီယာလိကလပ်တွေရဲ့စုစုပေါင်းအသုံးစရိတ်ကဘီလီယံနဲ့ချီပြီးရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီပြောင်းရွှေ့တွေကတချို့ကစားသမားတွေကတော့ဖော်မတက်သေးပဲဒဏ်ရာပြဿနာတွေအသင်းနဲ့မကိုက်ညီသေးတာတွေစတဲ့အခြေအနေမျိုးမျိုးကြောင့်မျောလင့်ချက်အောက်မှာပဲရှိနေကြတာပါ။ဒါကြောင့်အသင်းသုံးခဲ့ရတဲ့တန်ကြီးနဲ့ခြေစွမ်းမကိုက်ညီတဲ့ကစားသမားတွေကမှအလုံးမဖြစ်ဆုံးကစားသမား10ယောက်ကိုရွေးချယ်ပေးသွားကြပါတယ်။နံပါတ်10နေရာမှာရှိနေတာတော့လီဗာပူးမှမီလော့ကာကတ်စ်ပါ။လီဗာပူးကဘယ်တိုင်းခန့်စစ်အားနည်းမှုကိုဖြည့်တင်းမှုအတွက်ခေါ်ယူခဲ့ပေမဲ့ကာဂတ်စ်ကခန်းစစ်ကစားရန်အားနည်းပြီးတစ်ခါတလေမှပြိုင်ဘက်တွေအကြိုက်ဖြစ်နေတတ်တာပါပရီးမီယာလိရဲ့အမြန်နှုန်းနဲ့ကြန့်ခိုင်မှုအသားပေးတဲ့ပုံစံကိုမလိုက်နိုင်သေးတာကသူ့ရဲ့အဓိကပြဿနာလို့ဖြစ်နေတာပါပဲနံပါတ်9နေရာမှာလည်းလီဗာပူးရဲ့တိုက်စစ်ကပေါင်တန်း100ရန်ဖလော်ရီယန်ဝက်စ်ရှိနေပါတယ်ကမ္ဘာအကောင်းဆုံးလူငယ် playmaker တယောက်ဖြစ်ရောက်လာပေမဲ့ပရီးမီယာလိရဲ့ physical pressure နဲ့တန်ဖိုးကိုလိုက်မမီသေးပါဘူးဖန်နီနိုင်စွမ်းရှိပေမဲ့တွင်းကိုပေါင်ပတ်သက်မှုနည်းပြီးအသင်းရဲ့ system နဲ့ကိုက်ညီမှုမရှိသေးတာကသူ့ရဲ့အားနည်းချက်လို့ဖြစ်နေတာပါနံပါတ်10နေရာမှာတော့ Everton မှ Tyler Devlin ရှိနေပါတယ်။ရန်တယ်လန်တယောက်အနေနဲ့မျောလင့်ချက်မြင့်ခဲ့ပေမဲ့ကစားချိန်နည်းနေသေးပြီးယုံကြည်မှုလည်းတက်မလာသေးတာဖြစ်ပါတယ်။တိုက်စစ်မှာလောက်ကွက်မရှိသလောက်ဖြစ်နေပြီးကစားသမားအလှည့်ကျသုံးဆွဲခံရမှုတွေမှာပျောက်နေတာပါပဲ။နံပါတ်9နေရာမှာတော့ Chelsea မှပေါင်တန်း30တန်းတိုက်စစ်မှုလီယန်တီးလည်းဖြစ်ပါတယ်။ Chelsea ရဲ့နံပါတ်9ချိန်စာရဲထက်ရောက်နေတဲ့ကစားသမားလူပါပဲ။အခွင့်အရေးတွေရှိပေမဲ့အဆုံးသက်လိုအပ်ချက်ရှိနေပြီးဖိအားအောက်မှာဆုံးဖြတ်ချက်အားနည်းနေတာလည်းဖြစ်ပါတယ်။နံပါတ်6မှာလည်း Chelsea ရဲ့တောင်ပန်ကစားသမား Alejandro Garnacho ရှိနေပါတယ်။ Manchester United ကနေကြီးမားတဲ့မျှော်လင့်ချက်နဲ့ရောက်လာခဲ့ပေမဲ့တည်ငြိမ်တဲ့ခြေစွမ်းကိုတသမတ်ထဲမပြနိုင်သေးပါဘူး။ Dribbling ကောင်းပေမဲ့ Emperor တွေမတည်ငြိမ်တာကအဓိကအားနည်းချက်ဖြစ်နေတာပါ။နံပါတ်9နေရာမှာတော့ Anthony Elanga ရှိနေပါတယ်။ Nottingham Forest မှာပေါက်ကွဲအားပြင်းကြောင်းပြခဲ့ပေမဲ့ Newcastle မှာတော့သွင်းကိုပေါင်ပတ်သက်မှုလုံးဝကျသွားပါတယ်။ System နဲ့မကိုက်ညီသေးတာကြောင့်အကျိုးသက်ရောက်မှုမရှိသလောက်ကိုနည်းမနေတဲ့ကစားသမားပါပဲ။နံပါတ်4နေရာမှာတော့ Aston Villa အသင်းမှလီဗာပူးအသင်းကနေပြီးတော့အငှားနဲ့ခေါ်ယူထားတဲ့ Harvey Elliott ရှိပါတယ်။ကစားခြင်းမရှိသလောက်နေတဲ့အငှားခေါ်ယူပြောင်းရွှေ့မှုတစ်ခုဖြစ်သွားပါတယ်။နီးပြရဲ့ဆုံးဖြတ်ချက်နဲ့ဟိုရောက်တယောက်ဖြစ်ကစားသမားဘဝတိုးတက်လန်ထိခိုက်ခဲ့ရတဲ့အပြောင်းရွှေ့တစ်ခုပါပဲ။နံပါတ်3နေရာမှာတော့ Chelsea မှပေါင်49တန်းနီးပါးပေးခဲ့ရတဲ့ Jamie Carragher ရှိပါတယ်။ဘွန်ဒလီဂါမှာအလားအလာကောင်းတွေရှိခဲ့ပေမဲ့ပရီးမီယာလိမှာတော့ရုန်းကန်နေရတာပါပဲ။တရားပြဿနာနဲ့ပွဲကစားခြင်းအကန့်အသတ်ကြောင့်ထင်သလောက်မပေးနိုင်သေးတဲ့ကစားသမားဖြစ်ပါတယ်။နံပါတ်2နေရာမှာတော့ Newcastle မှာပေါင်တန်း90နဲ့ခေါ်ယူထားတဲ့ Wissa ရှိနေပါတယ်။ Brentford မှာဂိုးမရှင်တူဖြစ်ခဲ့ပေမဲ့ Newcastle မှာတော့ဖောင်လုံးဝအောက်သွားတဲ့ကစားသမားပါ။တရားပြဿနာအသင်းနဲ့မကိုက်ညီတာယုံကြည်မှုပျောက်ဆုံးနေတာတွေအားလုံးပေါင်းပြီးရိုင်နေတဲ့ကစားသမားလေးဖြစ်ပါတယ်။နံပါတ်2နေရာမှာတော့အားလုံးလည်းသိတဲ့အတိုင်းပါပဲ။လီဗာပူးကနေပြီးတော့စံချိန်တွေပြောင်းရွှေ့ခြင်းတရက်နဲ့ခေါ်ယူထားတဲ့ Alexander Isak ရှိနေပါတယ်။ပရီးမီယာလိစံချိန်တွေအပြောင်းရွှေ့တစ်ခုဖြစ်လာခဲ့ပေမဲ့မျော်လင့်ထားတာနဲ့ရရှိနေတာကကွာချက်အရန်ကြီးမားလွန်းနေတာဖြစ်ပါတယ်။တရားပြဿနာတွေရှိသလို system fit မဖြစ်သေးတာကြောင့်ပုံမှန်6သွင်းချိန်မတွေ့သေးပဲဖြစ်ကမနစ်ကနဲ့မတူတော့ဖြစ်နေတာပါ။လက်ရှိဖောင်ရတော့လီဗာပူးရဲ့အပြောင်းရွှေ့သမိုင်းမှာအရင်ဆုံးခေါ်ယူမှုတစ်ခုဖြစ်နေခဲ့ပါပြီ။ဒါကတော့ဒီယာဒီပရီးမီယာလိမှာအလုံးမဖြစ်ဆုံးတနည်းအားဖြင့်အဆိုးဆုံးခေါ်ယူမှုတွေအကြောင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ M9 Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။